အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ line ပေါ်မှာ Gmail account နဲ့ပတ်သက်ပြီးပြောဆိုနေတာတွေတွေ့ရပါတယ်ဒီ Gmail account နဲ့ပတ်သက်ပြီးတော့ဘာတွေဘယ်လိုဖြစ်နေလဲဆိုတာကို ChatGPT ကိုကျွန်တော်မေးမြန်းသွားမှာပဲဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်း ChatGPT ရဲ့ကိုဝင်ကြစို့ကျွန်တော်အခု ChatGPT ရဲ့ကို app ထဲကိုရောက်ပါပြီအဲ့တော့ကျွန်တော်စပြီးတော့မေးပါမယ်ကျွန်တော်က Gmail account ကုန်မကြတာဘာကြောင့်လဲလို့ ChatGPT ကိုမေးလိုက်ပါတယ် Gmail account verification code OTP မကြတာဟာမရတော့တာเนาะဒီမှာ server ရဲ့ possible reason ရှိပါတယ်တဲ့အောက်မှာဒီအကြောင်းပြချက်တွေကိုသူကဖြည့်ရှင်းသွားမယ်ဆိုပြီးတော့သူကပြောပြထားတယ်အကြောင်းပြချက်တွေကတော့တဲ့ဖုန်းဆင်းကတ်ကနေပြီးတော့စင်ကတယ်မရှိတော့တာတတိထားမှာတော့ဖုန်းနံပါတ်အတွက်စင်ကတယ်မရှိရင်ကုန်မရဘူးတဲ့ airplane မှုဝင်နေရင်လည်းတဲ့ network weak ဖြစ်နေတယ်ဆိုရင်လည်းကုန်မရနိုင်ပါဘူးတဲ့နံပါတ်ပြောင်းလိုက်တာဆင်းပြောင်းလိုက်တာ Gmail မှာ registration ထားတဲ့ဖုန်းနံပါတ်တွေကိုမသုံးတော့တာစင်ကတ်ကိုဖုန်းတစ်လုံးကနေတခြားတစ်လုံးကိုပြောင်းတာနော် spam block message တွေဖုန်းထဲမှာ Google ကပေးပို့တဲ့ SMS တွေကို block လုပ်ထားတာ spam filter တွေဖွင့်ထားတာပေါ့နော်ပြီးလို့ရှိရင် server issue Google ဒါမှမဟုတ် mobile network ပေါ့နော် Google server မှာ temporary error ဖြစ်တတ်တဲ့ network provider SMS delivery problem လည်းဖြစ်တယ်တဲ့ဒီ sync တွေမှာဖြစ်တယ်လို့သူပြောထားတယ်ပြီးလို့ရှိရင်မကြာခဏ login ဝင်တာတွေကလည်းဒါ temporary post ဖြစ်တာပေါ့နော်ပြီးလို့ရှိရင်ဖုန်းထဲမှာတဲ့တိုင်းစုံတွေကအချိန်မှန်မှန်လဲကုတ်တွေရတဲ့ expiry date ဖြစ်တတ်တယ်တဲ့ဖြစ်ရှင်းနည်းတွေတော့ရှိတယ်တဲ့သူက signal ကိုတေချာရှိအောင်ပြုလုပ်ပါတဲ့ဖုန်းကိုလည်း restart ချပါပေါ့နော်ပြီးရင် Google Code message ကြည့်အောင်စစ်ပါတဲ့ message update session ဒါ setting တွေထဲမှာ block number ထဲမှာ Google phone number ရှိမရှိကိုလည်းကြည့်တဲ့သူဒါတွေပြောထားတယ်ပြီးလို့ရှိရင် Google account recovery မှာတွားပြီးတော့ recovery email phone ကိုတဲ့ထည့်ထားတင်တယ်တဲ့အခြား browser တွေ device တွေမှာတဲ့ဝင်ထားတာလားဆိုတာကိုလည်းစစ်ခိုင်းတယ်သူက Google support လည်းတိုက်ရိုက်ဆက်သွယ်လို့ရတယ်တဲ့ကျွန်တော်သူ့ကိုဆက်ပြီးပါမယ်နော်ကျွန်တော်မြန်မာနိုင်ငံအတွက်ပဲလာလို့ကျွန်တော်ကမေးတယ်အဲ့တော့သူကဒါကတဲ့မြန်မာမှာသာဖြစ်တဲ့ပြဿနာတစ်ခုပဲဖြစ်နိုင်ပါတယ်တဲ့မကြတဲ့အကြောင်းရင်းကတော့မှာနော်သူက sync တွေနဲ့ပါသူကပြောပြထားတယ်ရက်ထားတာကြီးလည်းရှိတယ်တဲ့ SMS Google ကပေးတယ်တဲ့ဒီ OTP တွေပေါ့နော်အဲ့ဒါတွေကို SMS တွေကိုဒါပြန်ပြီးတော့မပို့တာပေါ့နော် operator တွေဘက်ကပြန်ပြီးတော့မပို့တာလည်းဖြစ်နိုင်တယ်တဲ့မြန်မာနေတော့ login လုပ်တယ်တဲ့ဒါပေမဲ့ user ပြီးကုတ်ပြီးရင်ချက်ချင်း block လုပ်တတ်တယ်တဲ့နောက် session ပေါ့နော်နောက် restriction ရတဲ့ပြဿနာတွေရှိတယ်တဲ့မြန်မာနိုင်ငံကတဲ့မြန်မာနိုင်ငံအတွက်တချို့ SMS ကုတ်မပြီးတော့တာမျိုးလည်းဖြစ်တတ်ပါတယ်မြန်မာအတွက်ပြည်ရ SMS gateway မလုပ်ဖြစ်တော့တာတဲ့ဖြစ်ရှင်းနိုင်မယ့်နည်းလမ်းတွေကတော့တဲ့ Gmail account မှာ recovery email ထည့်ရမယ်တဲ့နောက်နံပါတ်2ချက်ကတော့ဒါအရေးကြီးတယ်လို့သူကပြောပြထားတယ်နောက် VPN သုံးပြီးတော့လေ login ဝင်ခိုင်းတယ်သူကဂျပန်တို့နော်စင်ကာပူတို့ US VPN တို့recovery EP လုပ်မယ်ဆိုရင်ဒီမှာအသုံးဝင်မှုတွေပါသူကနော် ChatGPT ကအကုန်ရှင်းပြထားတာ
ကျွန်တော်ဘယ်နိုင်ငံနေပါသေးတယ်လို့သူဆက်မိလိုက်တော့သူကမြန်မာနိုင်ငံအပြင်နဲ့တခြားနိုင်ငံတွေထဲမှာလည်းဖြစ်နေတယ်တဲ့အဲ့တော့ဖြစ်တဲ့နိုင်ငံတွေကိုသူကဒီမှာပြောပြထားတယ်ပြောပြထားတဲ့ထဲမှာအခုကတော့10နိုင်ငံလောက်ရှိတယ်ပေါ့နော်ဒီနိုင်ငံတွေမှာအဖြစ်များနေတယ်တဲ့အဲ့တော့ကျွန်တော်တို့ကြည့်အောင်မြန်မာပါမယ်အီရန်ပါမယ်မြောက်ကိုရီးယားပါမယ်ဆူဒန်ပါမယ်ယူကရိန်းအတွင်းထဲမှာဆိုရင်ဒွန်ဘတ်ပါမယ်အာဖဂန်နစ္စတန်ပါမယ်ဆီးရီးယားပါမယ်ရုရှားပါမယ်နော်ရုရှားကတော့တချို့နေရာတွေမှာတော့ရတယ်လို့သူကတော့ပြောထားတယ် step verification SMS code တွေမှာပို့ရပြန်ညွှန်းလို့လုပ်တာဖြစ်တတ်တယ်တဲ့အဲ့ဒီနိုင်ငံတွေကိုရှောင်တာလဲဆိုတော့ဒါ US sanction တဲ့နော်ဒါတွေပေါ့နော်စာရီကတော့ကိုယ့်အကူပဲဖတ်လိုက်တော့ကျွန်တော်ဖေးဖေးချင်းစီတို့မှာပြောပြပေးမယ်နော်မဖြစ်အောင်ကာကွယ်လို့ရတဲ့နည်းလမ်းလည်းသူတို့မှာပြောထားတယ်โอเคဟုတ်ပါပြီဒါကတော့ Gmail ဒါအကောင့်အသစ်တွေဖွင့်လို့ရှိရင်ကုတ်တွေချမပေးဘူးဆိုတော့ပြဿနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်က ChatGPT ကိုမေးမြန်းထားတာပဲဖြစ်ပါတယ်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နည်းလမ်းကိုလည်းဒီထဲမှာသူပြောပြထားတာတွေရှိတယ်တကယ်လို့ဒီထဲမှာမရှင်းလင်းတာရှိဘူးဆိုလို့ရှိရင်လည်းကိုယ့်ဘာသာ ChatGPT မှာတွားမေးဖို့အတွက်အကြံပြုပါတယ် ChatGPT မှာမေးပြီးလို့ဘယ်လိုအဖြေတွေထွက်လဲဆိုတာကိုလည်းကျွန်တော်ကိုပြန်လာပြောဖို့မမေ့နဲ့နော်အားလုံးပဲတက်တာ